Hello အားလုံးပဲမင်္ဂလာပါတောင်းလက်တလောသုံးပြနေတဲ့ oily ရော dry ရောအတွက်အဆင်ပြေတဲ့နိုင်ရစီနမိုက် series လေးကိုတောင်းပြောပြပေးအောင်ပါအခုတောင်းနေတဲ့နေရာမှာက16 degree လောက်ပဲရှိရဲဆိုတော့ရုပ်တရက် skin 6တလို့ဖြစ်ပြီးတော့မဲညစ်လာရပေါ့နော်ဒါကြောင့်မို့ Korea brand လေးဖြစ်တဲ့ Magnelia product လေးတောင်းသုံးဖြစ်နေပါတယ်တောင်းကလည်းအသားရည်နည်းနည်း6ချင်နေရဖြစ်တဲ့အတွက်ဓာတ်ပဲ cleansing ကို2ရက်တစ်ခါပဲလုပ်ဖြစ်နေရပေါ့နော်တဏီကုန်း sunscreen တီးပဲလိမ့်ထားတာမို့လို့ gentle cleanser နဲ့ပဲတစ်ပေးလိုက်ပါမယ်အရင်ဆုံးတိုနာလေးလိမ့်ပေးလိုက်ပါမယ်သူ့မှာပါတယ်နိုင်ရစီနမိုက် B3 အားလုံးသိရတဲ့အတိုင်းအမဲဆက်နဲ့အမရွတ်တွေကိုလည်း short ချပေးပြီးတော့ခုတောင်းလို့လိုမျိုးစောင်းနေရောက်လာတဲ့ခါမှာအသား6ချင်လာတဲ့သူတွေ oily skin တွေတွေပါအစီပြန်နှုံးမှုကို short ချပေးရဲဒီ serum လေးက brightening shooting barrier care အားလုံးကိုတစ်ပြိုင်တည်းလုပ်ပေးနိုင်ပြီးတော့သူ့ရဲ့ဘူးပတ်ခီးချင်းလေးရလေတကယ်လှည့်ဖွင့်ရတဲ့ပုံစံလေးတောင်းဆိုဘူးမြင်လှည့်ပဲလှည့်ခြင်းနေရနောက်ပြီးတော့သူ့ရဲ့အနှံ့တွေအကုန်လုံးကလည်းမွမွေးလေးနဲ့လိမ့်လိုက်တာနဲ့စိတ်ပျော်ရွှင်သွားမဲ့ပုံစံမျိုးလေးပေါ့နော်ပြီးရင်တော့ moisturizer အနေနဲ့နိုင်စီနမိုက် cream လေးကိုလိမ့်ပေးလိုက်ပါမယ်သူက cream type ဖြစ်တဲ့ဆိုပေမဲ့ lightweight ဖြစ်ပြီးတော့စိတ်ဝင်လွယ်တယ်ဒါကြောင့် oily skin ပဲဖြစ်ဖြစ် dry skin ပဲဖြစ်ဖြစ်စိတ်ချလက်ချသုံးပေးလို့ရတယ် series လေးကို review ပြန်လာပေးဖြစ်တာကတောင်းလိုမျိုးရာသီဥတုကူးပြောင်းကြောင်းအသားရည်ညစ်ပြီးတော့ skin type ပြောင်းသွားတဲ့လူရဲ့အတွက်ဆိုရင်ဒါ skin care သုံးရမလဲဆိုပြီးတော့ခေါင်းစားစရာမလိုတော့ဘူးပေါ့နော်ဆိုရင်တော့တောင်းရဲ့ night time skin care routine တွေကပြီးဆုံးသွားပါပြီဝယ်ယူမယ်ဆိုရင်တော့ Magnelia မြန်မာရဲ့ official page မှာတောင်းဝယ်လို့ရပါတယ်